မြန်မာတွေရွှေရပြီ2025စီးကင်းပြိုင်ပွဲဝင်မြန်မာမျိုးသမီးချင်းလုံးအသင်းဟာဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာ33ကြိမ်မြောက်စီးကင်းတစ်လျှောက်မြန်မာနိုင်ငံအတွက်ပထမဆုံးရွှေတံဆိပ်ဆုကိုစတင်ရယူပေးနိုင်ခဲ့ပါတယ်မြန်မာမျိုးသမီးချင်းလုံးအသင်းဟာထိုင်းအသင်းကိုပွဲစဉ်ကနှစ်ပွဲကစားပြီးမှ902မှတ်446မှတ်တို့ဖြင့်အမှတ်ဖြတ်နိုင်ခဲ့ကရွှေတံဆိပ်ဆုကိုထိုက်လိုက်တဲ့နဲ့ရယူနိုင်ခဲ့ပါတယ်မြန်မာနိုင်ငံချင်းလုံးဖွဲ့ချုပ်ဟာအာဆီယံနဲ့အရှေ့တောင်အာရှမှာလည်းမကပဲအာရှအဆင့်ရွှေတံဆိပ်ဆုတွေစုဖလားတွေကိုထပ်ခါရယူပေးနိုင်တဲ့နိုင်ငံအတွက်ဂုဏ်ဆောင်နိုင်တဲ့အားကစားသမားတွေကိုငွေထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့2025စီးကိန်းမှာဘယ်လိုအောင်မြင်မှုတွေကိုရယူသွားနိုင်လဲဆိုတာကိုကျွန်တော်တို့ Sport for You မြန်မာနဲ့အတူစောင့်ကြည့်ကြရအောင်နော်အားကစားချစ်သူတွေအတွက်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ content တွေကိုအများနဲ့တင်ဆက်ပေးသွားပါမို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်